Hello guys, welcome back to Timeline Tales. ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ကတစ်နှစ်ပတ်လုံးမှာရက်ပေါင်း300ကျော်နေအောင်ကြီးရရှိတဲ့နိုင်ငံအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဂရိနိုင်ငံလို့ပြောလိုက်ရင်ကျွန်တော်တို့ဟာရှေးဟောင်းတန်နာကြီးတွေတတနပညာရှင်ကြီးတွေနဲ့ပင်လယ်ပြကြီးတွေကဖြူဖွေးနေတဲ့ကျွန်းစုလေးတွေကိုပဲအများဆုံးပြေးမြင်မိကြပါလိမ့်မယ်။ဒါပေမဲ့ဒီအလတရားတွေအားလုံးကိုပုံတောက်ပပြီးအသက်ဝင်စေတဲ့စိတ်ဝင်စားဖွယ်အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဂရိနိုင်ငံရဲ့ကောင်းကင်ဘုံမှာအမြဲတမ်းလိုထွန်းလင်းတောက်ပနေတဲ့နေမင်းကြီးပဲဖြစ်ပါတယ်။ဒီနေမင်းကြီးကိုပြောတာဂရိနိုင်ငံဟာဥရောပတိုက်ရဲ့တောင်ဘက်စွန်းမှာတည်ရှိနေပြီးသူ့ရဲ့အဓိကဆွဲဆောင်မှုကတော့ကမ္ဘာကျော်မြေထဲပင်လယ်ယာရီဥတုကိုပိုင်ဆိုင်ထားတာပါပဲဒီယာရီဥတုရဲ့အကျိုးဆက်ကတော့နေတာတဲ့ရက်တွေအလွန်များပြားနေခြင်းပဲဖြစ်ပါတယ်ဂရိနိုင်ငံဟာဥရောပမှာနေရောင်ခြည်အများဆုံးရရှိတဲ့နိုင်ငံအဖြစ်ထိပ်ဆုံးကရပ်တည်နေပါတယ်တနေ့တာရဲ့ရက်ပေါင်း300ကျော်ဟာတိမ်ကင်းစင်နေပြီးနေတာလေးရှိပါတယ်ဥပမာပြောရင်တရက်မှာ10နာရီခန့်တနေ့ကိုနိုင်ပေါင်း3000ကျော်နေရောင်ခြည်ရရှိနေတာဖြစ်ပါတယ်ဂရိနိုင်ငံအတွက်တော့နေအောင်ကြီးဆိုတာယာဒီဥတုတစ်ခုမျှတာမဟုတ်ပဲသူတို့ရဲ့ယဉ်ကျေးမှုသမိုင်းတွေနဲ့လည်းဆက်ဆက်နေပါတယ်။ရှေးဟောင်းဂရိလူမျိုးတွေဟာနေကိုနတ်ဖျားတွေရဲ့ကောင်းကြီးမင်္ဂလာတစ်ခုလိုတန်ဖိုးထားခဲ့ကြတယ်။အထူးသဖြင့်ဂရိကျွန်းတစ်ခုဖြစ်တဲ့ Rhodes ကျွန်းဆိုရင်နေနတ်ဖျား Helios ပိုင်ဆိုင်တဲ့ကျွန်းအဖြစ်ကဏ္ဍကြီးတွင်ပြီးတော့ဒီနေ့အထိဥရောပရဲ့နေအောင်ကြီးအများဆုံးရရှိတဲ့နေရာတစ်ခုဖြစ်နေသေးပါပဲ။ဂရိကျွန်းစုတွေပေါ်ကဖြူဖွေးနေတဲ့အိမ်လေးတွေဟာအလှပတက်တက်မဟုတ်ပါဘူး။အဖြူရောင်ဟာနေအောင်ကြီးကိုပြန်ဟပ်စေတဲ့တတ္တိရှိတာကြောင့်ပူပြင်းတဲ့ယာရီဥတုမှာအိမ်တွေကိုတဘာဝအတိုင်းအေးမြနေစေဖို့ရှေးခေတ်ကတည်းကတီထွင်ခဲ့တဲ့ဘီတုကလက်ရာတစ်ခုလည်းဖြစ်ပါတယ်။ဒီအောင်ကြီးကပဲကမ္ဘာကျော်အဂိုရာဈေးနဲ့လူထုစုဝေးတဲ့နေရာအမ်ဖီတီတာအမိုးပင်ပြဇာတ်ရုံတွေလိုနေရာတွေပေါ်ပေါက်လာခဲ့ပြီးတော့ဆိုကရေတီစ်တို့လိုတတနပညာရှင်တွေကလည်းဒီလိုနေရာအောက်ကစုဝေးပွဲတွေကနေတဆင့်အနောက်တိုင်းတွေးခေါ်တွေကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့အချိန်ထိလည်းနေအောင်ဟာဂရိနိုင်ငံကိုအကျိုးပြုနေစေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာတဝန်းကခရီးသွားတန်းပေါင်းများစွာဟာဂရိနိုင်ငံရဲ့သမိုင်းဝင်နေရာတွေထက်သူတို့ရဲ့ကြည်လင်လှပတဲ့ပင်လယ်ကမ်းခြေတွေနဲ့ထွန်းလင်းတောက်ပတဲ့နေအောင်ကြီးကိုခန်းစားဖို့အတွက်လာရောက်လည်ပတ်ကြလို့ပဲဖြစ်ပါတယ်။ဒါပြင်ဒီအားသာချက်ကိုအကျိုးရှိအသုံးချပြီးဆိုလာစွမ်းအင်ထုတ်လုပ်မှုမှာဒီဂရိနိုင်ငံကဥရောပရဲ့ရှေ့ဆောင်နိုင်ငံတွေကတနိုင်ငံဖြစ်လာဖို့လဲကြိုးပမ်းနေလျက်ရှိပါတယ်လို့သိရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုကလစ်တွေမှာပြန်တွေ့ပါမယ်ခင်ဗျာ။